အားသာချစ်ပြည်သူများအားလုံးပဲမင်္ဂလာပါ။ Football Insight Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ကမ္ဘာတဝန်းအခမ်းအနားပြည်သက်တွေအတွက်သမိုင်းဝင်နေ့ရက်ဖြစ်တဲ့အာဆင်နယ်အသင်းရဲ့ချန်ပီယံအောင်ပွဲအကြောင်းကိုပုံပြသားတင်ဆက်ပေးလိုက်ပါတယ်။2025-26ရာသီဟာအာဆင်နယ်အသင်းနဲ့ပြည်သက်တွေတို့တော့မေးမရနိုင်တဲ့အိမ်မက်တွေတကယ်ဖြစ်လာခဲ့တဲ့ရာသီတစ်ခုဖြစ်လာခဲ့ပါတယ်။2004ခုနှစ်ကရောက်နိုင်ခဲ့တဲ့ရှုံးပွဲမရှိချန်ပီယံ Invincible အောင်ပွဲနောက်ပိုင်းမှာ22နှစ်တိုင်းဆောင်ရွက်ခဲ့ရတဲ့ Premier League ချန်ပီယံဆုကြီးကိုနီးပြမက်ခရီယာဒေတာဥဆောင်မှုအောင်မှာတရားဝင်စုခုနိုင်ခဲ့ဖြစ်ပါတယ်။ဒီချန်ပီယံဆုဟာအာဆင်နယ်အသင်းအတွက်၄ချိန်မြောက်ပရီးမီးယားလိဖလားဖြစ်သလိုအင်္ဂလန်မက်ပေးဖလားသမိုင်းတစ်လျှောက်မှာ14ချိန်မြောက်ချန်ပီယံဆုဖလားလည်းဖြစ်ပါတယ်။ဒါဒီကုန်ဆုံးချိန်မှာအာဆင်နယ်အသင်းဟာနိုင်ပွဲ25ပွဲ၊တရေ9ပွဲရှုံးပွဲ5ပွဲနဲ့စုစုပေါင်းရမှတ်82မှတ်ရရှိခဲ့ပြီးဒုတိယနေ့ကမန်စီးတီးအသင်းက၄မှတ်ဖြတ်ခါပိုဆွဲသွားခဲ့တာပါ။အသင်းရဲ့တိုက်စစ်က3ဂိုး69ဂိုးရယူနိုင်ခဲ့ပြီးတော့ခံစစ်ပိုင်းကတော့26ဂိုးသာဖွင့်ပြခဲ့ရပါတယ်။အားလုံးပြောနေကြတဲ့ကြောက်ဆောင်ခံစစ် solid defense ဆိုတာကတော့အဓိကဒီအောင်မြင်မှုရဲ့အဓိကသောချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ပြန်မဲ့တွေထိုးပေါက်ခက်ခဲတဲ့ကြောက်ဆောင်ခံစစ်ကြောင်းကြီးတစ်ခုဖြစ်ပါတယ်။စပိန်ကိုသမားဒေးဗစ်ရာရာဟာဒီဟာဒီ clean sheet ပေးကိုမရှိပွဲစဉ်19ပွဲထိဆွမ်းဆောင်နိုင်ခဲ့ပြီးတော့3နှစ်ဆက်တိုက် Golden Glove ရွှေလက်ရည်စုကိုထက်လိုက်တဲ့နဲ့ရယူနိုင်ခဲ့ပါတယ်။သူ့ရဲ့ရှေ့မှာတော့ကမ္ဘာအကောင်းဆုံးခံစစ်တွဲလို့ဆိုနိုင်တဲ့ဝီလီယံဆလီဖာနဲ့ဂါဘရီယယ်မဂါဟေးတို့ကအသင်းကိုအကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့ပါတယ်။ကွင်းလယ်မှာတော့ဒက်ဂလန်ရိုက်စ်ဟာအာဆင်နယ်အသင်းရဲ့အဓိကမောင်းနှင်အားဖြစ်ပြီးတော့အကောင်းဆုံးလဲရာသီစာအဆုံးခြေသွမ်းပြနိုင်ခဲ့ပါတယ်။တိုက်စစ်ပိုင်းမှာစတာပွိုင်းလိုတင်စားခေါ်ကြတဲ့ငရုတ်သီးလေးဖြစ်တဲ့ဘူကာယိုဆာကာဟာဖူအန်ကို3-0နဲ့နိုင်တဲ့ပွဲပါဝင်အသင်းချန်ပီယံဖြစ်ဖို့ရေးပါတဲ့ပွဲစဉ်တွေမှာအကောင်းဆုံးဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါအပြင်ရေးပါတဲ့အနိုင်ဂိုးတွေကိုသွင်းယူပေးခဲ့တဲ့လီယန်ဒရိုထရော့ဆက်ရဲ့အခမ်းကဏ္ဍအားလည်းချီးကျူးစရာပါ။ခေါ်ယူမှုတွေမှာလည်းအသင်းအတွက်ချက်ချင်းဆိုသလိုကျိုးသက်အောင်မှုရှိခဲ့ပါတယ်။ပေါင်64တန်းနဲ့ခေါ်ယူခဲ့တဲ့ဆွေဒင်လက်ဆောင်ဗစ်တာရိုဂရက်ဟာဝက်ထရာသီမှာတဲ့လီဂိုးသွင်းကို14ဂိုးထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ပြည်သက်တွေအတွက်ချုံမြင့်သောခိုက်တန်းကတော့ရောက်လန်ဒန်ဒါမီမှာပြန်ဘက်စပါအသင်းကို4ဂိုးတကိုးနဲ့ဂိုးပြန်နိုင်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးအသင်းခေါ်ယူထားတဲ့တိုက်စစ်ကစားသမားအေဗရီရှိအဇေးကဟက်ထရစ်သွင်းယူကအာဆင်နယ်ပြည်သက်တွေရဲ့အသေးချိုသူရဲကောင်းဖြစ်လာခဲ့ပါတယ်။20နှစ်ဆိုတဲ့အချိန်ကာလဟာဘောလုံးလောကမှာမျိုးဆက်တစ်ဆက်စာကြာမြင့်တဲ့အချိန်မှာစိတ်ပြအားငယ်မှုတွေဝေဖန်မှုတွေကိုကြိုဖြတ်ပြီးဒီပြဒေတာနဲ့ကစားသမားတွေရဲ့စီးလုံးညီညွတ်မှုမဆုံးမနစ်တဲ့ကြိုးစားမှုတွေကအခုဆိုရင်အချိုးမြင့်ဆုံးအသီးပွင့်ကိုခံစားစေခဲ့ရပါတာပရီးမီးယားလိချန်ပီယံဆုကြီးကိုထိုက်တန်ဆွေးနွေးနိုင်ခဲ့တဲ့အာဆင်နယ်အသင်းနဲ့ပြည်သက်တွေအားလုံးကိုကျွန်တော်တို့ Football Insight Channel ကနေလိုက်လန်းစွာဂုဏ်ယူမှတ်တမ်းတင်ရပါတယ်နောက်နေ့တွေမှာလည်းနိုင်ငံတကာဘောလုံးသတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာသုံးသက်ချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Football Insight Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ